ကျမတို့ပတ်ဝန်းကျင်တော်တော်များများမှာတပားသူကိုစီရင်ကြတဲ့အရာတွေတော်တော်များတယ်မယုံကြည်သူတည်းမှမဟုတ်ဘူးယုံကြည်သူတွေတောင်မှတယောက်နဲ့တယောက်စီရင်ကြတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင်တစုံတစ်ယောက်ကနေမကောင်းလို့စိတ်ယုံတက်ရပြီဆိုလို့ရှိရင် तू ကဖះမမရှိခိုးတာဖះเจ้าမမသွားတာဒါကြောင့်မလို့ဖះသူ့ကိုရိုက်တာဒီလိုမျိုးကျမတို့ကြားဘူးကြတယ်နော်တစုံတစ်ယောက်ကဥပမာ accident အသေးစားလေးဖြစ်သွားတယ်ဆိုလို့ရှိရင်ဟာ तू ကအရင်တောက်တာကိုဖះမကြိုက်တဲ့ခါကျတော့ဖះကသူ့ကိုရိုက်တာဒီလိုမျိုးလေးတွေပေါ့နော်ကျမတို့စီရင်တက်ကြတယ်ပေါ့နော်ဆိုတော့ဒီအရာကိုကျမဘာပြီးသွားပြီးတော့ဆင်ခြင်မိလဲဆိုတော့အခုကျမယောဘရဲ့ဝတ္ထုကိုဖတ်တဲ့အခါမှာနော်ယောဘဝတ္ထုကိုဖတ်တဲ့အခါမှာသူ့ရဲ့မိတ်ဆွေတွေကသူ့စီလာကြတယ်ကျမတို့သိပြီးသားပါယောဘအကြောင်းကိုအစအဆုံးပြောမနေတော့ပေါ့နော်သူ့ရဲ့ဖြောင့်မတ်ခြင်းကိုလည်းကျမတို့သိတယ်နော်ဖြောင့်မတ်ခြင်းရဲ့ဖခင်လို့တောင်ကျမတို့တင်စားပြီးနှုတ်ကပတ်တော်ထဲမှာဖတ်ရှုကြတယ်အဲ့တော့သူဟာဒီလိုမျိုးပေါ့နော်အနာစိမ်းတွေပေါက်ပြီးတော့ဒီလဲပြီးသူအားအနည်းဆုံးအချိန်ရောက်တဲ့အခါမှာသူ့ရဲ့မိတ်ဆွေတွေကလာကြတယ်လာတဲ့အခါကျတော့သူတို့ကအားပေးကြတယ်ပေါ့နော်အားပေးကြပေမဲ့သူတို့ရဲ့အားပေးစကားကဘယ်လိုဖြစ်နေလဲဆိုတော့မင်းဖះနဲ့မမှန်လို့ဒီလိုဖြစ်တာဖះသခင်ကမင်းဖြောင့်မတ်တယ်ဆိုရင်ဒီလိုဖြစ်เสียအကြောင်းကိုမရှိဘူးဆိုတဲ့အရာကိုသူ့ကိုပြောတယ်ပေါ့နော်မင်းအမှားတစ်ခုခုလုပ်လို့မင်းကိုမင်းအရင်ဖြောင့်မတ်တယ်မထင်နဲ့မင်းကဖះကိုတောင်းပန်လိုက်ရင်ပျောက်သွားမယ့်ကိစ္စကိုမင်းကခေါင်းမာနေတာဒီလိုမျိုးတွေပေါ့သူတို့ကလာပြီးတော့ဝေဖန်ကြတယ်ပေါ့နော်အဲ့တော့ယောဘဝတ္ထုအခန်းကြီး16မှာဆိုရင်ယောဘပြန်ပြောတဲ့ဟာလေးကိုကျွန်မအရင်သဘောကျတယ်အခန်းကြီး16အငယ်4မှာဆိုရင်တင်တို့ပြောတကယ်တော့ငါဒီလဲပြောနိုင်၏တင်တို့ဒီငါကဲ့သို့ဖြစ်လျင်ငါသည်တင်တို့တစ်ဖက်ကစကားများကိုပုံ၍ထားနိုင်၏ခေါင်းကိုလည်းခါနိုင်၏ထို့သို့ငါသည်မပြုဘဲတင်တို့ကိုငါစကားနှင့်မာစာမည်အချီးနှီးသောစကားကိုငါချုပ်တီးမည်တဲ့ဒီနှုတ်ကပတ်တော်လေးကိုတွေ့တဲ့အခါမှာတခါလေကြာရင်ကျမတို့ကပတ်ဝန်းကျင်ကိုအယံကိုဝေဖန်တတ်ကြတယ်ဘာကြောင့်သူဖြစ်တာဖះနဲ့မမှန်လို့ဆိုတဲ့အရာတွေဝေဖန်နေဒါပေမဲ့ယောဘပြန်ပြောတဲ့အရာကိုတွေ့တဲ့အခါမှာအားနည်းသူတွေ့တဲ့အခါမှာတဲ့ကျမတို့ပြောနိုင်တယ်ဆိုနိုင်တယ်ဆိုတော်ညာလေအဲ့ဒီအရာကိုချုပ်တီးထားပြီးတော့အဲ့ဒီလူကိုမဆဖို့ရန်အရင်ဦးဆုံးစဉ်းစားဖို့ရန်အရေးကြီးတယ်သူဖះနဲ့မမှန်ခဲ့လို့ဖះရဲ့တုံတင်ခြင်းရှိတယ်ဆိုလို့ရှိရင်လည်းဖះနဲ့သူနဲ့ဖះကသွားလိမ့်မယ်ကျမတို့ဒီအဲ့ဒီအရာပေါ်မှာဝေဖန်ဖို့ရန်မဟုတ်ဘဲနဲ့ကျမတို့ဟာဆူတောင်းကောင်းကြီးပေးဖို့ရန်ဖြစ်တယ်သူရဲ့အသက်တာမပြောင်းလဲဘူးဆိုရင်ပြောင်းလဲဖို့ဆူတောင်းပေးဖို့ဖြစ်တယ်အားနည်းနေတဲ့လူကိုသွားပြီးတော့ဒီလိုနာကျင်စေတဲ့စကားမျိုးမပြောမိဖို့ရန်အင်မတန်အရေးကြီးရပေါ့နော်ယောဘဆိုလို့ရှိရင်လည်း तू ဘလောက်တောင်နာကျင်လဲဆိုတဲ့အရာကို तू ပြောပြတယ်ငါသားတဲ့ငါနေရာမှာတဲ့မင်းတို့သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တဲ့ငါအဲ့အချီးနှီးစကားတွေကိုငါပြောမှမဟုတ်ဘူးတဲ့ငါမင်းတို့ကိုအားပေးခြင်းအရာနှစ်သိမ့်ခြင်းအရာမျိုးကိုငါရွေးပြီးပြောမယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့တွေပေါ့နော်တခုခုကိုဝေဖန်တဲ့အရာမျိုးသုံးသပ်တဲ့အရာမျိုးထက်တယောက်နဲ့တယောက်အားနေခြင်းအရာတွေပေါ်မှာအားပေးခြင်းနဲ့မေတ္တာပြခြင်းဆုတောင်းပေးခြင်းတွေကိုအများကြီးလုပ်လို့ရတယ်နာနေတဲ့လူကိုထပ်ပြီးတော့နာကျင်မှုမဖြစ်အောင်ကျမတို့ဆင်ခြင်ရန်အင်တန်အရေးကြီးတယ်ဆိုတော့ကျန်တဲ့အရာတွေကိုဖះနဲ့သူနဲ့အလုပ်လုပ်သွားလိမ့်မယ်ကျမတို့ကတော့အဲ့ဒီအရာတွေကိုမလုပ်မိအောင်အမြဲတမ်းတတိပြုမိအောင်ယောဘကိုအပြစ်တင်တဲ့သူတွေလိုမျိုးမဖြစ်အောင်ပေါ့နော်ဆင်ခြင်ဖို့ရန်ကျမဒီနေ့ခွန်အားရခဲ့ပါတယ်ဒါကြောင့်မလို့ကျမနဲ့အတူတူကြည်နေတဲ့သူတွေအရောက်စီတိုင်းပေါ်မှာလည်းဖះရှင်ကောင်းကြီးပေး၍နားလည်နိုင်ဖို့ရန်ဖွင့်ပြခြင်းနဲ့ရပါစေလို့ဒီကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အရောက်စီတိုင်းပေါ်ဖះရှင်ကောင်းကြီးပေးပါစေ